ကဘာကျော်ရုပ်ရှင်မင်းသားကြီးချာလီချက်ပလင်ရဲ့ Modern Time ဆိုတဲ့ရုပ်ရှင်ကားတွေကကျွန်တော်တို့ကိုပေးသွားတဲ့ message တွေကိုကျွန်တော်ပြပြသွားပြီးမှဖြစ်ပါတယ်ပထမ message တစ်ခုကတော့တဖြည်းဖြည်းနဲ့တိုးတက်လာခဲ့တဲ့ဒီစက်မှုခေတ်ရဲ့အစမှာပေါ့နော်လူသားတွေဟာစက်တွေနဲ့အတူတူရှင်တွဲပြီးအလုပ်လုပ်ရတဲ့အခါမှာအင်မတန်မှကိုပင်ပန်းဆင်းရဲရတဲ့ဒဏ်ကိုခံစားရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့မိမောင်းထိုးပြသွားခဲ့ပါတယ်အဲ့ဒီမှာပြသထားတာကတော့စက်ရုံတထေးရ CCTV လို့စက်မျိုးကိုဒီစက်ရုံအတွင်းခန်းထဲကိုကြည့်နေခဲ့ပါတယ်လုပ်သားတွေဟာအင်မတန်မှပင်ပန်းဆင်းရဲစွာနဲ့ဒီလုံးဝအသက်မရှူတမ်းအလုပ်လုပ်နေကြရပါတယ်ပေါ့နော်ဒီစက်တွေကသူ machine တွေနဲ့လဲနေတာလဲပေမဲ့အဲ့ထဲကနေပြီးမိုးဒီချက်တဲ့ပုံစံမျိုးတွေကိုလုပ်သားတွေကလုံးဝမနားတိုင်အောင်လိုက်လုပ်နေရပါတယ်အခုခေတ်မှာတော့အမေရိကန်လိုမျိုးယူရိုပလိုမျိုးနိုင်ငံတွေမှာတော့ဒီဒါမျိုးတွေကိုစက်တွေနဲ့အစားထိုးနေပြီဖြစ်ပြီးမဲ့ကျွန်တော်တို့ဖွံ့ဖြိုးစမ်းနိုင်ငံတွေမှာတော့အခုလိုပဲပင်ပန်းစွာလောက်ကင်နေရဆဲပဲဖြစ်ပါတယ်ခင်ဗျဒီဇက်ကားရဲမှာတော့အဲ့ဒီခေတ်လုပ်သားတွေရဲ့ပင်ပန်းဆင်းရဲမှုတွေကိုမိမောင်းထိုးပြခဲ့ပါတယ်နောက်တစ်ခုဘာထပ်ပြသွားလဲဆိုလို့ရှိရင်အဲ့ဒီခေတ်ကအခြေအနေတစ်ခုပေါ့နော်ကျွန်တော်တို့ဒီဘက်ခေတ်မှာဆိုလို့ရှိရင် content creator တွေsocial media မှာပတ်စံရှာကြတာတွေကအရန်ခေတ်စားကြသလိုအဲ့ဒီခေတ်မှာဆိုလို့ရှိရင်လူငယ်လူရွယ်တွေနဲ့ပညာရှင်တွေကစက်ပစ္စည်းတွေကိုမျိုးစုံပေါ့နော်တီထွင်ကြတယ်တချို့ဒီဘက်ခေတ်အထိကိုအသုံးပြုလို့ရတဲ့စက်ပစ္စည်းရှိသလိုတချို့ကြောင့်လည်းမအောင်မြင်တဲ့ပစ္စည်းရှိတယ်ပြီးတော့မှသူတို့တီထွင်ထားတဲ့ဟာတွေကိုတထေးတွေကိုတွားပြပြီးတော့သူတို့ကရောင်းချပြီးတော့အဲ့လိုမျိုးဝင်ငွေရှာကြတာပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်ဒီတီထွင်တဲ့သူတယောက်ကချမ်းချမ်းဖန်ဖန်ဒီအစာခွန့်ကျွေးတဲ့ဆက်ကိုချာလီချက်ပလင်တို့တထေးကိုတွားပြီးတော့ပြသနေခဲ့တာဖြစ်ပါတယ်ဒါကလည်းအဲ့ဒီခေတ်ကအနေအထားတစ်ခုကိုမိမောင်းထိုးပြသွားတဲ့ message လေးတစ်ခုဖြစ်ပါတယ်ခင်ဗျနောက်ထပ်ပြသသွားတဲ့ message တစ်ခုကတော့လူဒန်းစားကွာဟမှုဖြစ်ပါတယ်ချမ်းသာတဲ့လူတွေကအကြီးချမ်းသာပြီးတော့ဆင်းရဲတဲ့လူတွေကစားစရာမရှိတော့အောင်ဆင်းရဲနေတာမျိုးဖြစ်ပါတယ်မိန်းကလေးတယောက်ဟာငပြောသီးတွေကိုခိုးပြီးတော့သူ့ရဲ့ဘော်ဒါတွေကိုလှမ်းပြီးတော့ပစ်ပေးနေပါတယ်သူကိုယ်တိုင်လည်းသူစားဖို့ဆိုပြီးတော့ငပြောသီးတွေခိုးပြီးတော့ယူဆောင်သွားခဲ့ပါတယ်အဲ့ဒီလိုလောက်ရတာလည်းအလုံးလက်မဲ့ဖြစ်နေတဲ့သူမရဲ့အဖေဟာစားစရာဘာမှမရှာနိုင်တဲ့အပြင်မှာအိမ်မှာလည်းရေပဲတောက်နေရပြီးတော့အဲ့လောက်တောင်မှပဲဆင်းရဲမိုးတည်နေခဲ့တာဖြစ်ပါတယ်နောက်ထပ်ပေးထားတဲ့ message တစ်ခုကတော့ကျွန်တော်အရန်ကြိုက်ပါတယ်ဒီချက်ပလန်နဲ့ကောင်မလေးနဲ့စားဆုံတဲ့အချိန်မှာဒီလူလက်တန်းစားမိသားစုတစ်ခုကိုသူတို့တွေ့ရှိခဲ့ပါတယ်အဲ့လိုမျိုးသူတို့တွေ့လိုက်တဲ့အချိန်မှာငါတို့လည်းအဲ့လိုမျိုးဘောကလေးပိုင်ဆိုင်ခဲ့ရင်သိကောင်းမှာပဲဆိုပြီးတော့သူတို့က positive thinking ကိုတွေးခဲ့ပါတယ်ခင်ဗျကျွန်တော်တို့လူအများစုကသူများအဆင်ပြေနေတာတွေ့ပြီဆိုလို့ရှင်သူကတော့ကံကောင်းလိုက်တာငါကတော့သူ့လိုမျိုးဖြစ်မှဖြစ်နိုင်ပါတော့မလားအဆင်မပြေပါဘူးဆိုပြီးတော့ကျွန်တော်တို့က negative ကိုတွားတွေးတတ်ကြပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ဘဝကပုံမှုဆွတ်ယုတ်သွားမှာဖြစ်ပါတယ်ဒီမှာတော့ chaplain ဆိုလို့ရှိရင်သူဒီလိုဘဝမျိုးရအောင်အလုပ်ရှာရမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်ပါတယ်ဒါဟာ positive thinking ရဲ့ကောင်းကျိုးဖြစ်ပါတယ်ခင်ဗျနောက်ထပ် message လေးတစ်ခုကတော့တရက်မှာကောင်မလေးက chaplain ကိုသူရှာဖွေတွေ့ရှိထားတဲ့အိမ်ဟိုအိမ်ဟောင်းလေးတစ်ခုကိုခေါ်သွားပါတယ်ခင်ဗျအဲ့ဒီအိမ်ဟာတော်တော်လေးကိုယိုယွင်းပြီးတော့အိုဟောင်းနေပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်အဲ့ဒီအိမ်ထဲမှာအရန်ကိုပျော်ရွှင်နေခဲ့ပါတယ်ခင်ဗျအဲ့ဒါကဘာကိုပြောချင်တာလဲဆိုတော့တခါတလေမှာစူးစမ်းမှာတော့မှန်တယ်ဒါပေမဲ့ကို့မှာရှိရတဲ့ပဲရောင်ရဲတင်းတင်းတက်ဖို့လည်းလိုသေးတယ်စူးစမ်းရမယ်သို့တော့ကိုကအစင်မပြေတာကိုလောလောဆယ်မရှိသေးတာတွေကိုတော့ကရောက်နေမဲ့အစားမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ရောင်ရဲတင်းတင်းစွာချိုးချမ်းစွာနေနိုင်ဖို့ဆိုတဲ့ message လေးတစ်ခုကိုပြသသွားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျနောက်ထပ် message တစ်ခုကတော့ချက်ပလင်နဲ့ကောင်မလေးတို့စားတော့ဆိုင်တစ်ခုမှာဇုံတွဲအတူတူအလုပ်ရပြီးတော့အရန်အဆင်ပြေနေတဲ့အချိန်မှာပဲကောင်မလေးရဲ့အရင်တုန်းကအမှုကိစ္စတွေကပေါ်လာခဲ့ပြီးတော့ကောင်မလေးဟာရဲအလိုရှိနေတဲ့သူတယောက်ဖြစ်နေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲရဲကကောင်မလေးကိုမြင်သွားပြီးတော့လာပြီးဖမ်းဆီးတာဖြစ်ပါတယ်အဲ့ဒါဟာတခါတလေမှာကျွန်တော်တို့လောကကြီးမှာအကောင်းကြီးပဲလည်းမျှော်မှန်းလို့မရဘူးတခါလေကျအရန်ကောင်းနေရင်လည်းအဆိုးလောကဓာတ်ကလည်းဝင်တက်တယ်ဆိုတော့တာဝေကတရားသတိတရားလေးဖြစ်ပါတယ်ခင်ဗျနောက်ဆုံးနဲ့ကျွန်တော်အကြိုက်ဆုံး message ကတော့ကောင်မလေးဟာဒီနေ့ခေတ်ဒီနေ့ဘဝရဲ့အစင်မပြေမှုတွေကိုတွေးပြီးတော့ဝမ်းထဲစွာငိုကြွေးနေတဲ့အချိန်မှာချာလီချက်ပလင်ဟာဘာမှငိုကြွေးစရာမလိုဘူးတို့တွေရှေ့ဆက်ပြီးတော့ဒီရှောက်လှမ်းရမှာပဲဘလောက်ပဲအတားအဆီးတွေရှိအခက်အခဲတွေရှိလဲကျသွားပြီးနေတို့တွေပြန်ထပြီးတော့ရှောက်လှမ်းမှာပဲဆိုပြီးတော့ခွန်အားပေးတဲ့ message လေးပဲဖြစ်ပါတယ်ခင်ဗျအဲ့ဒီမှာကျွန်တော်နောက်ဆုံးအရန်ကိုဟတ်ထီသွားတဲ့တနေရာလေးကတော့ချက်ပလင်ဟာကောင်မလေးကိုလမ်းလျှောက်နေရင်းနဲ့ smile ပြုံးဖို့ပြောခဲ့ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ဟာ
အရန်ကိုဝေးလံနဲ့အရန်ကိုတောင်အထက်ထက်ကာစီးထားတဲ့အရန်ရှည်လျားတဲ့လမ်းတွေကိုကျွန်တော်တို့ရှောက်အောင်ပါဒါပေမဲ့ကျွန်တော်တို့အားလုံးကအပြုံးနေနဲ့စူးစမ်းပန်းစားရှေ့ဆက်ဖို့တော့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းကို message ပေးသွားခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျ